ကဲအားလုံးပဲမင်္ဂလာပါကျွန်တော်ကတော့မင်္ဂလာဖိတ်စာရေးလာပြမှာဖြစ်ပါတယ်နော်မင်္ဂလာဖိတ်စာလာပြမှာဖြစ်ပါတယ်ရောင်းတော့ငွေရောင်လေးပါရောင်းဒီနေရာလေးပါနော်ငွေရောင်လေးပါဒါ10ဘတ်တန်ပါနော်ဒါဘယ်လောက်တန်လဲဆိုတော့10ဘတ်တန်ပါအထက်မှာတော့ဒီရဲ့ပုံစံကိုပြမှာနော်အထက်မှာတော့ဒီပုံစံမျိုးလေးပါအမျိုးလေးပါနော်အမျိုးလေးပါလို့ရှိရင်အနောက်မှာဆိုလို့ရှိရင်လည်းမှာဒါမျိုးလေးပါနော်ဒါ10ဘတ်ပါနော်10ဘတ်တန်ပါနော်တခြားဈေးကြီးတဲ့တိုင်လည်းရှိပါတယ်နော်ဒါအနည်းဆုံး10ဘတ်ပါနော်ကျွန်တော်တို့ရဲ့ထဲမှာတော့ဒါအနည်းဆုံးပါနော်10ဘတ်တန်အနည်းဆုံးဒီမှာဒါကျွန်တော်တို့ရဲ့ဒီဇိုင်းလေးပါနော်ဒါကျွန်တော်ဒီဇိုင်းလေးပါဒါတော့နော်ဒီမှာ color လေးထည့်ထားပေးတယ်နော်ပြီးတော့ကျွန်တော်အထက်မှာဒီဆာရွက်တာနဲ့ကျွန်တော်လုပ်လာပြီเนาะဆာရွက်တာနဲ့ပါကဲအားပေးတဲ့အားလုံးကျေးဇူးတင်ပါတယ်เนาะပြီးလို့ရှိရင်ဟုတ်အရင်ကအားပေးတဲ့သူတွေရောအခုအားပေးတဲ့သူတွေရောဟိုအရင်အားပေးတဲ့လာမအားပေးတဲ့သူတွေရောအားလုံးကျေးဇူးတင်ပါတယ်ကျွန်တော်ဖိတ်စာတွေဒီနိုင်နေပြီးလို့ရှိရင်ကျွန်တော်ရေဆိုးကံပုံတွေပြီးလို့ရှိရင် evo ဟို plastic လောင်းတဲ့ပုံတွေလေးမြောက်6ဓာတ်ပုံတွေနဲ့ကျွန်တော်ကူးပါတယ်เนาะအားလုံးကျေးဇူးပါ